မဖြစ်ဖြစ်နေပြောရမယ်မှန်တရားတစ်ခုကိုပြောပါဆိုရင်တော့အာဆင်နယ်တက်ကတော့တကယ်ကိုမှစိတ်မကောင်းဘူးအခုဆိုရင်ဝေးတို့မန်စီးတီးအနေနဲ့အမှတ်ပေးစရာမှာဆိုအဆင့်သစ်ဆိုတဲ့နေရာကိုတော့ရောက်နေပြီပေါ့နော်ဒါပေမဲ့တခုတော့ရှိတာပေါ့နော်ဝေးတို့မန်စီးတီးအနေနဲ့အဆင့်သစ်ကိုရောက်ပြီဆိုရင်ဒါပြန်ဖယ်လိမရှိတဲ့အဆင်လာလေးတွေတော့ရှိတာပေါ့အဲ့တော့အဲ့ဒီအဆင်လာကဆက်ပြီးတော့ထင်းသွားနိုင်မလားဆိုတာတော့စောင့်ကြည့်ရမှာပေါ့စီတီဇနီအားလုံးပဲမင်္ဂလာပါဒါမင်းညကမန်စီးတီးနဲ့ဘယ်လီဘွဲကိုကြည့်ပြကြရလားရလက်နေနဲ့ကတော့1-0ဆိုတဲ့ရလက်နဲ့မန်စီးတီးဘက်ကနိုင်သွားပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်အနိုင်3မှတ်ကိုရခဲ့တယ်အဲ့ဒီအနိုင်3မှတ်ပဲဝေးတို့အနေနဲ့အဆင့်သစ်ဆိုတဲ့နေရာကိုရောက်ရှိခဲ့လို့ပဲပြောရမှာပေါ့နော်အဲ့တော့မင်းညပွဲကတော့ဝေးတို့ကတော့တကယ်ကိုမှချုံမိန်နဲ့ပွဲတော်လို့ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီပွဲကြောင့်ပဲဒါချန်ပီယံဖြစ်ဖို့အတွက်ခြေလမ်းနီးလာပြီလို့ပဲပြောရမှာပေါ့နော်ရှုံးသွားတယ်ဘယ်လီအသင်းတော့ကတော့စိတ်မကောင်းလဲဖြစ်မိတယ်ပြီးတော့ဝေါ်ကာကိုလည်းပြန်တွေ့ရတဲ့အတွက်ကြောင့်မလို့နည်းနည်းတော့စိတ်မကောင်းဖြစ်မိတာတော့အမှန်ပဲပေါ့နော်အဲ့တော့သူတို့ကလည်းဒါမန်စီးတီးကိုရှုံးခဲ့တဲ့အတွက်ကြောင့်မလို့ဒါပရီးမီးယားလိမှာဆိုရင်100တီပဲကစားပြီးတော့ဒါချန်ပီယံရှစ်ကိုတန်းဆင်းသွားဖို့အတွက်ကတေချာနေပြီကဲဟုတ်ပြီအဲ့တော့ဝေးတို့ဒီဘန်လီနဲ့ပွဲမှာပေါ့နော်ထွက်လာခဲ့တဲ့ပွဲထက်လူစင်းကိုတစ်ချက်လောက်ပြန်ကြည့်ကြည့်အောင်အဲ့တော့ဘယ်လီနဲ့ပွဲမှာထွက်လာတဲ့ပွဲထက်လူစင်းကဒါအာဆင်နယ်နဲ့ပွဲမှာထွက်လာတဲ့ပွဲထက်လူစင်းကအပြောင်းလဲတိတ်တော့မရှိဘူးတနေရာပဲအပြောင်းလဲရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒဏ်ရာရနေတဲ့ရိုဒီနီယာမှာအန်နိုရီကိုဒါဝင်ကစားတာကလွဲလို့ကျန်တဲ့စင်နေရာစလုံးကအကုန်လုံးအတူတူကြီးပဲကိုသမားဆိုရင်လည်းဒွန်နာရူမာနောက်တက်မှာဆိုရင်နူးနဲ့ကူဆာနော်ဂေဟီနဲ့အန်နိုရီအိုရိုင်လီကိုတော့ဒီဘက်မှာဆိုရင်ကွင်းလက်ကိုထည့်ထားပြီးတော့ဒါဆေးဘားနဲ့တွဲပေးထားတာကိုလည်းတွေ့ရတယ်ပေါ့နော်ကွင်းလက်တိုက်စစ်မှုနေရာမှာဆိုရင်တော့ထုံးစံအတိုင်းပဲစီမီညိုချာကီဒိုကူနဲ့အထောင်တိုက်စစ်မှုနေရာမှာဆိုတော့မင်းသားကြီးဟာလန်ကိုထည့်ထားတယ်ရာသီဝက်လောက်မှာဒါဂိုးပေါက်ပျောက်ပြီးတော့ရုန်းကန်နေရတဲ့ဝေးတို့ရဲ့မင်းသားကြီးဟာလန်ကပေါ့နော်အခုနောက်ပိုင်းပွဲတွေမှာဆိုရင်သူ့အနေနဲ့ဒါအတိုးချပြီးတော့ပြန်ဆက်နေသလားတော့အောင်းမရရပေါ့နော်ပြီးတော့အာဆင်နယ်နဲ့ပွဲမှာဆိုရင်လည်းဟာလန်အနေနဲ့ကအနိုင်ဂိုးကိုသွင်းယူခဲ့သလိုမျိုးဒီဘယ်လီနဲ့ပွဲမှာဆိုရင်လည်းပွဲအစ9မိနစ်လောက်မှာပဲဒါဒီပွဲရဲ့ပေါ့နော်ဒါတလုံးနဲ့တော့ဂိုးမန်စီးတီးရဲ့အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့တယ်အဲ့နောက်ပိုင်းမှာဆိုရင်ဝေးတို့မန်စီးတီးအနေနဲ့ဒါဂိုးရဖို့အချိန်ချင်းဒါဖိအားတွေပေးခဲ့ပေမဲ့လည်းပဲဒါဘယ်လီဂိုးသမားရဲ့ပေါ့နော်လက်ဆန်းပြမှုတွေကြောင့်ဝေးတို့မန်စီးတီးအနေနဲ့လည်းဂိုးကန်ခေတဲ့အတွက်ကြောင့်မို့လို့ဒါအဲ့ဒီတကိုးနဲ့ပဲဒါဟာလန်သွင်းရဲ့တကိုးနဲ့ပဲကျင်းနေခဲ့ရတယ်ပေါ့နော်အဲ့တော့တကိုးဆိုတလောက်နဲ့ပဲအနိုင်3မှတ်ကိုရရှိခဲ့လို့ပဲပြောရမယ်ကဲတော့ဒါဘန်လီနဲ့မန်စီးတီးပွဲမှာဆိုရင်ဝေးအနေနဲ့အဓိကထားပြီးတော့မြင်မိတဲ့ player 3ယောက်ရှိတယ်ပေါ့နော်သူတို့ကတော့ဒါကူဆာနော်အိုရိုင်လီနဲ့ချာကီဒီ3ယောက်ပေါ့နော်အဲ့တော့သူတို့3ယောက်စလုံးကဒါမန်စီးတီးရဲ့အနာဂတ်လို့တောင်ပွင့်လင်းပြောရင်တတ်မှတ်လို့ရတယ်ကွာဘာဖြစ်လို့အဲ့လိုပြောရလဲဆိုတော့ဒါကူဆာနာဆိုရင်လည်းတဖြည်းဖြည်းနဲ့သူ့အနေနဲ့တင်ငင်လာတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဘာဖြစ်လို့တင်ငင်လာတဲ့ပုံစံမျိုးကိုပြောမလဲဆိုတော့ဒါကူဆာနော်မန်စီးတီးကိုစအောင်ရောက်တော့ဆိုရင်သူ့အနေနဲ့အမားတွေအများကြီးရှိတယ်အုံကိုဖြစ်တာမျိုးတွေနီကက်ပြတာမျိုးတွေပြီးတော့ဒါကူဆာနော်ဝင်လာပြီဆိုရင်အမားလုံးအောင်မလားဆိုတဲ့ citizen တွေအနေနဲ့ဒါခံစားချက်တွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်ကူဆာနော်အနေနဲ့တဖြည်းဖြည်းနဲ့တင်ငင်လာတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပြီးတော့သူ့အနေနဲ့အုံနောက်ကိုသုံးပြီးတော့ကစားတက်လာတယ်လို့လည်းပို့ပြီးတော့မြင်မိရပေါ့နော်ဒုတိယတစ်ယောက်ကတော့ Orange လို့ပြောရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ Man City ရဲ့ Joker လို့လည်းသတ်မှတ်လို့ရတယ်သူ့ကိုဘယ်နေရာပဲထားသူ့အနေနဲ့ခြေစွမ်းတွေကိုအကောင်းဆုံးပြတဲ့ player တစ်ယောက်လည်းဖြစ်တယ်တတိယတစ်ယောက်ကတော့ Chaki ပေါ့နော် Chaki ကတော့ဒါအသင်းရဲ့တိုက်စုကိုအဓိကပုံဖော်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟာလန်နဲ့ Chaki ကတကယ့်ကိုမှပေါ့နော်အတွဲဖက်မိနေတယ်အဲဒါကြောင့်မို့နောက်ပိုင်းပေါ့နော်ပြောမယ်ဆိုနောက်နှစ်ပေါ့နောက်နဲ့ဆိုရင်ဝေးတို့မန်စီးတီးအတွက်ဟာလန်ချာကီဆိုတဲ့ဒီအတွဲကတော်တော်လေးကိုမှပုံစံကောင်းနေရပြီးတော့ပိုကောင်းလာဖို့ပဲရှိတော့တယ်ကဲဝေးအနေနဲ့ဒါဂုံဝင်ကြားဆိုတာပြောရမယ်ဆိုရင်အခုဆိုရင်ဝေးတို့မန်စီးတီးအနေနဲ့ကဒါပရီးမီးယားလိပြိုင်ပွဲရဲ့ပေါ့နော်အမှတ်ပေးစရာထိတ်ဆုံးမှာပထမဦးဆုံးအကြိမ်ရက်တည်နိုင်ခဲ့ပြီလို့ပဲပြောရမယ်ပေါ့နော်ပွဲစဉ်1ကနေပြီးတော့ဒီဝေးကွာနေတဲ့အမှတ်ပေးစရာထိတ်ကိုဒါပွဲစဉ်33မှာဝေးတို့အနေနဲ့ရက်တည်နိုင်ခဲ့ပြီလို့ပဲပြောရမယ်ပြီးတော့ဒီညမှာဆိုရင်ဝေးအနေနဲ့မန်စီးတီးနဲ့ပတ်သက်ပြီးတော့အစင်လာလေးတစ်ခုကိုလည်းပြပြချင်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဝေးတို့မန်စီးတီးအနေနဲ့ဒါပွဲစဉ်33သို့မဟုတ်အဲ့ဒီနောက်ပိုင်းပွဲတွေမှာဆိုရင်ပေါ့နော်ဒီအမှတ်ပေးစရာထိတ်ပြောမယ်ဆိုအဆင့်1နေရာကိုရောက်သွားပြီဆိုရင်ပြန်ဖယ်ပေးရလိမ့်မရှိဘူးအမြဲချန်ပီယံဖြစ်တယ်အဲ့ဒီအစင်အလာကဝေးတို့မန်စီးတီးအနေနဲ့ဆက်ပြီးတော့ရှိသွားမှာလားထိန်းသွားနိုင်မှာလားဆိုတဲ့ဟာကိုစောင့်ပြီးတော့စောင့်ကြည့်ရမယ်ဒါပေမဲ့ဝေးမြင်ရတော့အဲ့ဒီအစင်အလာကရှိသွားမယ်လို့ပဲထင်တယ်ရာခိုင်နှုန်းတော်တော်များတယ်လို့ပဲဝေးရခံစားရတယ်ကဲတော့ဝေးတို့အနေနဲ့ဒါမန်စီးတီးနဲ့အာဆင်နယ်ရဲ့ဒါလက်ကျန်ပွဲတွေကလည်းရှိသေးရပေါ့နော်အဲ့တော့အဲ့ဒီလက်ကျန်ပွဲတွေကိုနှိုင်းယှဉ်ပြီးတော့ကြည့်မယ်ဆိုရင်တော့ဝေးတို့မန်စီးတီးအနေနဲ့ကတော့နည်းနည်းလေးပွဲချက်နေရတော့ဝေးရတော့မြင်မိရပေါ့နော်ပြီးတော့လက်ကျန်ပွဲ9ပွဲမှာဆိုရင်ဝေးတို့မန်စီးတီးအနေနဲ့ကဒါအိမ်ကွင်းမှာက3ပွဲဝေးကွင်းမှာကတော့2ပွဲပေါ့နော်အိမ်ကွင်း3ပွဲမှာဆိုရင်တော့ဝေးတို့အနေနဲ့ဒါရှင်ပြန်ရမယ့်အသင်းတွေကဒါ Brentford, Palace, Villa ဝေးကွင်းမှာဆိုရင်တော့ Everton ဘုံမောက်ပေါ့နော်ဒီလိုပွဲတွေကိုသွားပြီးတော့ဆော့ရမှာပေါ့နော်အဲ့တော့အိမ်ကွင်းပွဲတွေကိုတော့ဝေးအနေနဲ့မစိုးရိမ်ဘူးဆိုပေမဲ့လည်းဒါဝေးကွင်းတွေဖြစ်တဲ့ Everton နဲ့ဘုံမောက်ပွဲကိုတော့ဝေးအနေနဲ့စိုးရိမ်မိရတော့အမှန်ပဲဘာဖြစ်လို့ပြောရလဲဆိုတော့ Everton ရောဘုံမောက်ရောပါ Europa Conference League ကိုဝင်ခွင့်ရဖို့အတွက်စူးစမ်းနေတဲ့အသင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့သူတို့ကွင်းတွေမှာကတ်မယ်ဆိုရင်ဒါ Man City စီကနေပြီးတော့သူတို့နေအမှတ်ရဖို့အတွက်သူတို့ကတော့စူးစမ်းမှာပဲအဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဝေးအနေနဲ့ကတော့ဒါ Guardiola ပြောတဲ့စကားလေးနဲ့ပဲပြောပြချင်တယ်ပေါ့နော်ပရီးမီးယားလိဂ်က9ပွဲပဲကျန်တော့တာ
ဒီလက်ကျန်ပွဲတွေကိုဘိုးလူပွဲလို့တဘောထားပြီးတော့ကစားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရှင်ခုံမိတယ်အဲ့ဒီစကားလေးပေါ့နော်အဲ့ဒါတကယ်ကိုအမှန်ပဲဘာလို့လဲဆိုတော့ Man City ရဲ့လက်ကျန်ပွဲတွေကတကယ်ကိုမှရင်ခုန်ဖို့ကောင်းတယ်ပေါ့နော်ပြီးတော့ဒီနှစ် Premier League ကလေကြည့်ရတာအရန်တန်တယ်လို့လည်းဝေခံစားရတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီ Arsenal နဲ့ Man City အနေနဲ့ဒါရှင်ပြိုင်မှုလေးရှိနေတယ်ပေါ့နော်ဒါမနစ်ကဆိုရင်ကွာ Liverpool အနေနဲ့အများကြီးဒါကွာဟပြီးတော့စောစီရသွားဒီနှစ်ကတော့ဘယ်လိုပဲဖြစ်အချိန်လေးရှိနေတယ်ပေါ့နော်ဘယ်သူရမလဲဆိုရင်ခုန်မှုတွေရှိနေတယ်ကဲတော့အခုကြည့်နေတဲ့ပရိသတ်တွေအနေနဲ့လည်း Man City နဲ့ဒီယာဒီမှာချန်ပီယံဖြစ်မှာလားပြီးတော့ဘယ်လိနဲ့ပွဲမှာရော Man City တွေနဲ့ဘယ်လိုပုံစံမျိုးတွေရှိလဲအဲ့ဒါကိုပေါ့နော်ဒါပြောပြချင်တာလေးဆွေးနွေးနေတာရှိရင်လည်းအောက်ကောင်မှချက်လောက်မှတ်ပေးပါဦးပြီးတော့ Man City ရဲ့ဒါလက်ကျန်ပွဲတွေမှာရော Man City အနေနဲ့ဘယ်လိုရလဒ်မျိုးတွေဖြစ်လာနိုင်မလဲဆိုတာကိုလည်း comment မှာမှတ်ပေးခဲ့ပါဦး